full stop. Can't believe I live in your thoughts. I think about you all the time, morning, evening, and midnight. Such a wonderful delight. Forgo, give up everything that I. What's up guys morning ပါဒီနေ့ကတော့ day 2 ပေါ့နော်ဒီနေ့ day 2 plan တော့ဘာလဲမသိသေးဘူးဆိုတော့မျက်နှာတင်မယ်ရေချိုးမယ်ပြီးရင် day 2 စတင်ပါမယ် let's go guys okay ဆိုတော့ထွက်ပါပြီစက်တက်ခွဲသွားပြီအခုဘာလဲလုပ်မလဲဆိုတော့စပင်းရင်တော့ထားမယ်ပြီးတော့စပင်းထားတဲ့နေရာကနေ taxi စီးပြီးတော့ breakfast တော့စားပါမယ်ဆိုတော့စပင်းအဲ့တဲ့နေရာရောက်ပြီပေါ့နော်ပတ်စံရှိမိရင် breakfast တော့စားပါမယ်ဆိုတော့ကိုကူနဲ့မကရောက်ပါပြီဆိုတော့ဒီထဲမှာဘာတွေရှိလဲချက်လက်ပြပေးပါမယ်ဒီထဲမှာဒီလို file လေးပေါ့နော်ကျွန်တော်လာစောရလားသူတို့ကညာဘက်မှာဖွင့်တာလားအဲ့လိုလာမသိဘူးပေါ့နော်ဆိုင်နေတော်တော်များများပိတ် beef pork chicken pork beef chicken espresso. I have a 2 bean 415 Thank you so much It's a little bit light, but it's good. အုံးကြီးကဒီတိုင်းခံတာဗျဘာမှမဟုတ်ဘူးအုံးကြီးနဲ့ drip မယ်ထင်တာဒါပေမဲ့ဒီ filter paper တွေနဲ့ပဲဒီတောင်းနေနဲ့ပဲအကုန် drip သွားတာပေါ့နော်ဆိုတော့အုံးကြီးနဲ့ drip တာမဟုတ်ပါဘူးဒါလည်းဒီချင်းမိုင်က coffee ပဲဟုတ်တယ်နော်ချင်းရိုင်က coffee စီဒါကတော့တော်တော်ကောင်းတယ်ချင်းလေး 1 minute ရပါတော့မယ် ဆိုတော့အခုသွားမယ့်နေရာကဘန်ခံဝက်ပေါ့နော်ဆိုတော့ဘလူးနေရာလေးဆိုတော့ဒီလို handmade လေးတွေရှိမယ် cafe လေးတွေရှိမယ်souvenir ဘာညာဝယ်လို့ရမယ့်နေရာလေးပေါ့နော်ဆိုတော့အဲ့လိုသွားမှာဖြစ်ပါတယ်ဟိုကားဆောင်နေရပါတော့ပြီးရင်အဲ့ရောက်ရင်တွေ့ပါခင်ဗျာအခုပဲသွားမှာလဲဘယ်သွားမှာလဲစီစီသိလား ปังဘာဖြစ်တယ်ဆိုတာပဲปัง what ဘာဖြစ်တယ်ဆိုတာ ဆိုတော့ဘန်ကောက်ကိုရောက်ပါပြီဒီမှာဒီလိုလမ်းကြားလေးဘေးမှာအဲ့လိုဆိုင်လေးထားတာပေါ့နော်တော်တော်လှတယ် ဆိုဒီထဲမှာဘာတွေရှိလဲဆိုခုပုတ်ကို DIY လုပ်လို့ရတဲ့ဟာတွေတော်တော်များရပါတော့ပြီးတော့ဈေးကတော့တော်တော်ကြီးရထဲပါတယ်ဥပမာကဒီမှာ zone လောက်တာကိုခုပုတ်ကိုလောက်ရမယ်အဲ့ဒါကိုဘတ်1600ဆိုတော့အခုဒီ
coffee ဆိုင်လေးခဏထိုင်မယ်ပေါ့နော် Americano ပဲမှားထားတယ်ဆိုတော့ဒီနေ့အတွက်ကတော့3ဝက်မြောက် သွားရရှင် 3ဝက်မြောက် coffee ပါစီရှင်းနဲ့လောက်ထားတဲ့ဒီဇွန်းလေးခင်းလေးတော်တော်လှတယ်ဆိုတော့အခုခုနကအားနေရနေအခုနောက်တစ်နေရာကိုသွားလိုက်တဲ့အခါမှာတော့ One Man ဆိုတဲ့နေရာကိုရောက်ရှိရပါတယ်ဒီဆိုင်နေရာလေဒီဘက်ဒီအခုရောက်လာတဲ့နေရာလေဒီဈေးဆိုင်တန်းလေးပေါ့နော်တက်တက်လေးဒီမှာများတာအဲ့လိုကိုယ့်ဘက်ကိုလှုပ်ထားပြီးအဲ့လိုမျိုးပြန်ရောက်တဲ့ DIY တွေများတယ်ပေါ့အကုန်လုံးကလည်းလှဘယ်လိုရောချစ်စရာလေးSo better beer try ပါမယ် Harry Potter ရဲ့ better beer let's try it out so beer ရတာတော့မရဘူးအဲ့လို crumble ခံပြောလို့ပဲ crumble ကိုဆိုတာနဲ့အဲ့ရတာပြရပါ not badဒီလိုပါတယ်ဆိုတော့အခုကတော့ Chiang Mai Gate Market သွားပါမယ်အဲ့မှာ dinner စားပြီးရင်ပြန်ရောက်ရင်နားပါပြီကဲဆိုတော့ dinner စားမယ့်နေရာရောက်ပါပြီနောက်မှပြေးမဲ့ trail run မှာစားဖို့ carbohydrate တစ်ခုခုပေါ့နော်ဝေးဖာတော့လိုချင်ဆိုစားနေကြဟာလေးဒါလေးရှိတယ်ဆိုတော့ကျွန်တော်တို့ဖက်ဖောင်းဝဲစားလိုက်တော့ခန့်တော့ခောက်ဆွိုင်းဒီကခုံနေရထူးစမ်းတာဘလို့ဆိုင်ရဲ့ပတ်ဝန်းကျင်တာခုံနေပဲထိုင်လို့ရဒီဆိုင်စားမယ်ဆိုရင်ဒီဆိုင်ကခုံပဲထိုင်လို့ရပါတော့ထိုင်ရင်လည်းခုံသွားထိုင်ပြီးတော့ယူစားလို့မရအောင်ဆိုင်ချင်းချင်းလည်းမတည့်ရအောင်ရေဂန်ဘောကြ ကပောင်းနဲ့စတီးပဲကြီးပါလားအဲ့ဒါစတီးပဲတော့ပါဟိုတက်တိုက်တဲ့ဟာလေးnumbers numbers ရဲ့အဖက်ကြီးပါလား I almost died ဒီခါတော့ reading နေဖြစ်ပြီ Yeah you almost died again almost died again alright guys ပြန်ပါပြီ10 နာရီ10မိနစ်ခွက်တီပဲ yeah 10ဆိုတော့ပြန်ပါပြီဆိုတော့ဒီနေ့ကတော့ day 2ကတော့ဒီလောက်နဲ့ပဲကျွန်တော်နားပါမယ်10နာရီခွဲလောက်ဆိုရင်ကျွန်တော်မျက်နှာသိပြီးအဲ့တော့မယ်ပေါ့နော်ဂီယာ check ထားတာလေးရှိရဲအဲ့ဒါလေးခဏလောက်ပြခြင်းတယ်ဒုတ်တွေပါပြီဖနက်တွေပါပြီဒီအားကြတော့ဟိုပါပေါ့နော်ဒီလက်မှာ
ဝတ်တဲ့ဟာဟိုကနေပူရင်လက်မှာဟိုလိုမျိုးဒီတိုင်းပတ်တဲ့ဟာဗျာပြီးတော့ဒီမှာ electrolyte တွေပါမယ် stablet feature set ဒါကြတော့ပြပြီးသားဟိုဟာတွေ electrolyte tablet တွေပြီးတော့အကုန်ပါမယ်မနက်ကိုကျွန်တော်ဒီကနေ3:45လောက်ကျွန်တော်ထွက်ရမယ်ပေါ့နော်3:45လောက်ကားခေါ်ထားတယ်45လောက်ထွက်ပြီးရင်ဟိုတနားရီလောက်တော့မောင်းအောင်မယ်ထင်တယ်3 4 5လောက်ရောက်မယ်ပွဲကြတော့6နာရီခွဲမှစမှာပေါ့နော်ဆိုတော့နည်းနည်းတော့ကြိုပြီးစောသွားထားမှာပါဆိုတော့ yeah ဒါပါပဲဒေတူကတော့ဒီလောက်ပါပဲခဏနေအိပ်ပါတော့မယ် guys see you tomorrow Full stop. Can't believe I live in your thoughts. I think about you all the time, morning, evening, and midnight. Such a wonderful